ဒီဗီဒီယိုလေးမှာတော့ Vinyl Printing Design ဆွဲတဲ့ technique လေးတစ်ခုကိုမျှဝေပေးပါမယ်။ Vinyl Design တွေကများသောအားဖြင့် page size အကြီးတွေဖြစ်ပါတယ်။အခုကျွန်တော်ဆွဲမဲ့ Vinyl Design လေးက2ပေခွဲ6ပေ roll up stand size လေးဖြစ်ပါတယ်။အခုလို design size ကြီးတွေဆွဲတဲ့အခါ brand တွေ graphic တွေများတဲ့ set တွေမှာအကျူရယ် size နဲ့ဆွဲတာပြဿနာမရှိပေမဲ့ brand တွေ graphic တွေနေတဲ့ set တွေမှာအကျူရယ် size နဲ့ဆွဲရင် hands တွေထစ်တာတွေဖြစ်ပြီးအလုံးမတွင်ပဲဖြစ်တတ်ပါတယ်။အခုလို setting လေးနဲ့ဆိုရင်တော့ hand တွေထစ်တာတွေကိုသိပ်ပြီးစိတ်ပူစရာမလိုတော့ပါဘူးကျွန်တော်ဆွဲမဲ့ vinyl size က2ပေခွဲ6ပေဖြစ်တဲ့အတွက်2လက်မခွဲ6လက်မထားလိုက်ပါမယ် resolution ကို900ထားလိုက်ပါမယ် printing design တွေက CMYK နဲ့ထုတ်ရတာဆိုပေမဲ့အခုက print အတွက်မဟုတ်သေးတာရဲ့ design နဲ့မှာ effect တွေသုံးရင်အဆင်ပြေအောင် RGB ပဲထားပါမယ်ဒါဆိုရင် design လေးစဆွဲပါမယ်A few moments later ကဲ design လေးလည်းအဆင်ပြေသွားပါပြီ client လည်း approve ဖြစ်ပါပြီအခု printing အတွက် file လေးထုတ်ပေးရမှာပါ printing အတွက်ဆိုရင် actual site တွေထားလိုက်ပါမယ်ကျွန်တော်ခုနကထားခဲ့တဲ့လက်မတွေကိုပေးဖြစ်အောင်စနစ်နဲ့မြှောက်ပါမယ် resolution ကိုလည်း100လောက်ပဲထားရင်ရပါပြီ final design ကို control alt e နဲ့ပေါင်းလိုက်ပြီး actual site ထဲကိုဆွဲထည့်လိုက်ပါမယ်ပြီးရင် control t နဲ့ site ကိုချိန်လိုက်ပါမယ်ဒါဆိုရင်ရပါပြီဒီနေရာမှာသတိထားရမှာကဆွဲထည့်ထားတဲ့ design ကို control t နဲ့ transform တစ်ခါပဲလောက်ရမှာဖြစ်ပြီး transform တွေအများကြီးလုပ်လိုက်ရင် design က quality ကျသွားမှာဖြစ်ပါတယ်